လေရင်မယ်တွေဟာသူတို့ရဲ့ယာတုကိုအသုံးချပြီးရွှေတွေကိုမှောင်ခိုသွင်းခဲ့ကြပါတယ်ဗျာသူတို့ကရွှေတောင်းတွေကိုအရေးကြိုပြီးအစင်သစ်လုပ်ထားတဲ့ပုံစံကွက်တွေတဲကိုလောင်းထည့်ခဲ့ကြတာပါအေးခံပြီးတဲ့နောက်မှာတော့ဒီရွှေတောင်းတွေဟာရွှေလုံးလေးတွေဖြစ်သွားခဲ့ပါတယ်ဗျာလူမိမှာဆိုလို့ဒီရွှေလုံးလေးတွေကိုချောကလက်နဲ့အုပ်လိုက်ပြီးချောကလက်အတုတွေဖြစ်အောင်ဖက်ဆက်ကူတွေနဲ့ထုတ်ပိုးလိုက်ကြတာပေါ့နောက်ဆုံးမှာတော့သူတို့ဟာရွှေပေါင်ချိန်100ကိုဒူဘိုင်းအထိတည်ဆောင်ဖို့အတွက်ခီးဆောင်အိတ်တွေထဲထည့်လိုက်ကြပါတယ်သူတို့ကလေရင်မယ်တွေဖြစ်နေတာကြောင့်လုံခြုံရေးတွေကလည်းမစစ်ဆေးခဲ့ပါဘူးဒီလိုနဲ့သူတို့3ယောက်ဟာရွှေတွေကိုလေရင်ပေါ်ကိုအောင်မြင်တည်လာနိုင်ခဲ့ကြတာပေါ့လေရင်ပြန်တန်းနေစဉ်မှာလုတ်ဖော်ကင်ဘက်တွေရိပ်မိသွားမှာဆိုလို့သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေကိုအတက်နိုင်ဆုံးထိန်းချုပ်ထားခဲ့ရပါတယ်မကြခင်မှာပဲလေရင်ဟာဒူဘိုင်းလေဆိပ်ကိုဆိုက်ရောက်သွားပြီးသူတို့3ယောက်လည်းစိတ်အေးသွားခဲ့ကြပါတယ်ဗျာအဲ့ဒီအချိန်မှာပဲဂိတ်ကလုံခြုံရေးဝန်ထမ်းတစ်ယောက်ကသူတို့ကိုစိုက်ကြည့်နေခဲ့တာပါဒါပေမဲ့ကံကောင်းထောက်မှတ်စွာနဲ့ပဲလုံခြုံရေးတွေကသူတို့ကိုမစစ်ဆေးခဲ့ပါဘူးဒီလိုနဲ့သူတို့3ယောက်ဟာလေဆိပ်ထဲကနေအောင်မြင်ထွက်လာနိုင်ခဲ့ကြပါတယ်အဲ့ဒီနောက်ဟိုတယ်မှာသူတို့ရဲ့ဝယ်သူနဲ့တွားတွေ့ခဲ့ကြတာပေါ့ပစ္စည်းတွေကိုစစ်ဆေးပြီးတဲ့နောက်မှာတော့ဝယ်သူကအရန်သဘောကျသွားပြီးသူတို့ကိုငွေအများကြီးပေးခဲ့ပါတယ်နောက်ပိုင်းမှာလည်းသူတို့ဟာဒီနီလန်အတိုင်းပဲရွှေတွေကိုဆက်ပြီးမှောင်ခိုသွင်းနေခဲ့ကြတာပါဒီလိုလုပ်ခြင်းအဖြစ်သူတို့ဟာငွေတွေအများကြီးရရှိခဲ့ကြပါတယ်ဗျာသူတို့3ယောက်မကြခင်မှာတထေးကြီးတွေဖြစ်တော့မယ်လို့ထင်နေတော့မှပဲတနေ့တော့မမျှော်လင့်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့သူတို့ကိုလုံခြုံရေးတွေကရုတ်တရက်တားဆီးလိုက်ကြတာပါတယောက်ကသူတို့ကိုတိုင်လိုက်တာဖြစ်နေတာပေါ့သူတို့3ယောက်ကိုစစ်ဆေးမင်းမြန်ခန်းထဲကိုခေါ်သွားခဲ့ကြပါတယ်လုံခြုံရေးတွေကသူတို့အိတ်ထဲမှာချောကလက်တွေကိုတွေ့သွားပေမဲ့အန်နီကတော့လုံးဝမကြောက်ခဲ့ပါဘူးလုံခြုံရေးအရာရှိကတခုကိုကိုက်ကြည့်လိုက်တဲ့အခါမှာတော့ဒီချောကလက်တွေဟာရွှေတွေမဟုတ်မှန်းသိသွားခဲ့ရပါတယ်ဒါပေမဲ့ဒါတွေအားလုံးကသူတို့ရဲ့အစီအစဉ်တွေကအစိပ်ပိုင်းတစ်ခုပါပဲဒေါသထွက်နေတဲ့လုံခြုံရေးအရာရှိကချောကလက်အားလုံးကိုရိုက်ခွဲကြည့်ခဲ့ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူးစစ်ဆေးတော့မယ်ဆိုတဲ့သတင်းကိုကြိုရထားတာကြောင့်သူတို့ကရွှေတွေကိုလေရင်ရဲ့အေယာကွန်အကန့်တွေထဲမှာဝတ်ထားခဲ့ကြတာပါတက်တည်မခိုင်လုံတာကြောင့်အရာရှိတွေကသူတို့3ယောက်ကိုပြန်လွှတ်ပေးလိုက်ရပါတယ်အဲ့ဒီနောက်သူတို့3ယောက်ဟာလှုပ်ဝက်စုံစမ်းခဲ့ကြပြီးသူတို့ကိုတိုင်ခဲ့တဲ့သူဟာသူတို့ရဲ့ဥက္ကဋ္ဌကိုယ်တိုင်ဖြစ်နေတာကိုသိလိုက်ရပါတယ်ဒီဥက္ကဋ္ဌဟာကွယ်ရာကနေသူတို့ကိုခိုင်းစေနေတဲ့ကြိုးကင်သူလည်းဖြစ်နေတာပါဥက္ကဋ္ဌကသူတို့ကိုအပြစ်ပုံချဖို့ဓာတ်စာခံရှာနေတာဆိုတာကိုသူတို့ချက်ချင်းရိပ်မိသွားကြပါတယ်ဒါကြောင့်သူတို့ကဥက္ကဋ္ဌကိုပြန်ပြီးပညာပေးဖို့ဆုံးဖြတ်လိုက်ကြတာပေါ့အဲ့ဒီညမှာပဲသူတို့3ယောက်ဟာရုပ်ဖြတ်ပြီးဥက္ကဋ္ဌရဲ့ပါတီပွဲတွေကိုခိုးဝင်သွားခဲ့ကြပါတယ်သူသတိမထားမိတဲ့အချိန်မှာအန်နီကသူ့ရဲ့အခန်းတော်ကိုတိတ်တဆိတ်ခိုးယူလိုက်ပါတယ်တစ်ချိန်တည်းမှာပဲလီဆာကစောင့်ကြည့်ရေးခန်းထဲကိုမြန်ဆန်ခိုးဝင်ပြီးတော့မူရင်းစနစ်ထဲကိုဗိုင်းရပ်တစ်ခုထည့်သွင်းလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲအဆောက်အုံထဲမှာရှိတဲ့ကင်မရာအားလုံးပြတ်သွားခဲ့ရတာပေါ့အဲ့ဒီနောက်သူတို့3ယောက်ဟာအခန်းတော်ကိုတုံးပြီးဥက္ကဋ္ဌရဲ့အခန်းထဲကိုဝင်သွားခဲ့ကြပြီးဒေါ်လာတန်း300တန်ဖိုးရှိတဲ့ရွှေတွေကိုခိုးယူဖို့ပြင်ဆင်လိုက်ကြပါတယ်ဒါပေမဲ့တစ်တာတွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဘာမှမရှိပဲဟောင်းလောင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဥက္ကဋ္ဌကသူတို့ကိုတစ္ဆာဖောက်လိုက်ပြီးဖြစ်တယ်လို့ထွက်ပြေးဖို့လည်းပြင်ဆင်နေပြီလို့သူတို့3ယောက်ကယုံကြည်သွားကြပါတယ်ဒါကြောင့်ရွှေတွေကိုသူ့ရဲ့ကိုယ်ပိုင်လေရင်ပေါ်မှာပဲကွက်ထားရမယ်လို့တွေးလိုက်ကြတာပေါ့သူတို့3ယောက်ဟာအလုပ်ဝင်ခွင့်လက်မှတ်အတုတွေကိုလုပ်ပြီးဥက္ကဋ္ဌရဲ့ကိုယ်ပိုင်လေရင်ပေါ်ကိုခိုးဝင်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့သူတို့ကတောက်ရည်တဲကိုအိတ်ဆေးတွေထည့်လိုက်ကြတာပါဥက္ကဋ္ဌဟာရေကိုတောက်ပြီးတဲ့နောက်မှာတော့သတိမေ့ပြီးလဲကျသွားခဲ့ပါတယ်သူတို့လည်းချက်ချင်းပဲလေရင်ခန်းထဲကိုဝင်သွားခဲ့ကြတာပေါ့အထဲမှာတော့ခီးဆောင်အိတ်တွေအစီအပုံလိုက်ရှိနေပါတယ်တင်မကသေးပါဘူးအိတ်တိုင်းမှာလည်းရွှေတွေအပြည့်ထည့်ထားတာပါသူတို့3ယောက်ဟာရွှေပါတဲ့အိတ်3လုံးကိုအမြန်ယူလိုက်ပြီးလေရင်ပေါ်ကအချက်ပေးခလုတ်ကိုနှိပ်လိုက်ကြပါတယ်ဥက္ကဋ္ဌနိုးလာတဲ့အချိန်မှာတော့ရဲတွေဟာအဲ့ဒီကိုရောက်နေနေပါပြီရွှေတွေအပြည့်နဲ့တစ်တာတွေကိုမြင်လိုက်ရတဲ့